2026မှာပညာသင်ဆုလျှောက်ဖို့ဆုံးဖြတ်ထားလားအဆင့်1အခုချစ်ချင်းစပြီးတော့မှ reset ဆက်လုပ်ပါနောက်ဆုံးရက်ကိုမစောင့်ပါနဲ့အခု Google မှာကိုကြိုက်တဲ့ရာကိုလျှောက်ချင်တဲ့ဘာသာရဲ့ဥပမာ Engineering Scholarship or Korea Fully Funded Scholarship or ကိုသွားချင်တဲ့နိုင်ငံ Scholarship ကိုရှာပြီးတော့မှရိုက်ထည့်ပါအဆင့်2 recommendation letter ပေးမဲ့သူကိုကြိုပြီးတော့မှအကြောင်းကြားတာပါအဆင့်3ကိုယ့်ရဲ့ motivation letter ကိုဇလန်းတူလေးလို့ရေးပါဘာကြောင့်ဆိုတဲ့ဇလန်းကိုကိုယ့်ရဲ့အတွေ့အကြုံအနာဂတ်ရည်ရွယ်ချက်တင်နဲ့အောင်ဆက်ပြီးတော့မှရေးတာပါအသေးစိတ်လမ်းညွှန်မှုတွေကိုကျမရဲ့7 minute စာဗီဒီယိုမှာကြည့်နိုင်ပါတယ်ဒီ3ချက်ကိုမှတ်ထားခြင်းအဖြစ်တင်ရဲ့2026 scholarship ရှောက်မဲ့တင်ရဲ့ကိုစပြီးတော့မှပြင်ဆင်နိုင်ပါတယ်ကံကောင်းပါစေ